ကဲကျွန်တော်တို့ကတန်းတလုံးကိုတိုင်းကြည့်မယ်နော်ဒီမှာတန်းတလုံးကဒီမှာမျိုးစိဆိုင်မျိုးစိရလည်းရှာမရဒီဟောက်ဆိုတော့ဂိုင်းကူးမယ်ဒီမှာပင်စီကိုင်းခွာတယ်ဒီမှာပထမပင်ရဲ့ပင်စီလုံးပေါ့နော်တက်တော်ရင်းကတဝက်လောက်ကျွန်တော်ဒါနဲ့ထည့်လိုက်တာအမှန်တော့သူ့ရဲ့ဒီတောင်းမြစ်ကိုဖြတ်တာပေါ့တန်းတလုံးကနဲ့အသားဆက်တယ်ဆိုတော့သိရတာအခုဆိုကျွန်တော်ဒါနဲ့တဝက်လောက်ဖြတ်ပြီးနားဝါလေးပလတ်စတစ်လေးပါလိမ့်မယ်ဒီတော့ဆက်အဲ့ဒါမျိုးကဒီဟိုကသူရေတောင်းမြစ်စီကိုသူမရောက်နည်းနည်းလေးသတိထားတော့ဒါလိုဆက်အရန်ဆက်တော့ဒါဆိုရင်သူကအဲ့ဒီရေတောင်းလို့မရတော့ရေတောင်းလို့မရတော့ဒါကတော့ plastic အပြားလေးပဲရတယ်ကျွန်တော် plastic အပြားစီးရှိတော့ငွေအောင်ဆက်ကုန်တယ်ဒါဆိုရင်သူကအဲ့ဒီရေတောင်းလို့ရေတောင်းလို့တော့စီးကြတော့ဒီအမြင့်ထွက်လာနော်အမြင့်ထွက်လာမှာဆိုကျွန်တော်ဒီမှာကျွန်တော်ပေါ်ကြတယ်ဆက်လိုက်တယ်ဒီလိုကင်မရာပေါ့လုပ်တယ်ကနေနာနာပေါ့ပေါ့ပြီးပြီမြစ်လေးစပိတ်လိုက်